ဒီဆောင်မွေးကို apply လုပ်မယ်ဆိုရင်ကျွန်တော်အကြံပေးချင်တာကအရင်ဆုံးကိုတီးမဲ့ချင်းရဲ့ style နဲ့ color တွေသူတုံးထားတဲ့ color တွေကိုအရင်နားလည်စေချင်တယ် note တွေဒီ date နေတာလည်းအမှတ်ပေးသလိုဆောင်မွေးမှာဒီဟာတွေဒီ tone color တွေ change style ဘယ်လောက်နားလည်လဲ dynamic people တွေဘယ်လောက်ထိရလဲဆိုတော့ဟာကိုကြည့်ပြီးတော့အမှတ်ပေးရဖြစ်တဲ့အတွက်ဒါတွေကိုအရင်လေ့လာစေချင်ပါတယ်နောက် digital exam ဖြစ်မဲ့သူတွေအတွက်ကကြတော့အရှင်းသုံးပုံလို့ one take ဒီခါရဲ record လုပ်ကြတာဖြစ်တဲ့အတွက်ဒီခါ foundation ကိုရှေ့ဆုံးမှာထားပြီးတော့မှနည်းနည်းခတ်တာပြီးတော့မှလွယ်တာပေါ့လေကိုကလွယ်တာကြီးရှေ့ဆုံးမှာ TV နောက်ဆုံးခက်တဲ့သရှင်ကမှရင်စားပြန်စားရတော့ဆိုတော့ဒီလိုလေးစီထားရင်တော့ပိုကောင်းတာပေါ့လေနော်အကောင်းဆုံးကတော့ပြင်မှာ physical exam တော့ဖြစ်ရတော့အကောင်းဆုံးပေါ့လေဒီခါရဲ judge နဲ့ကိုနဲ့ live performance လုပ်ကြတာဆိုတော့ audience ကိုဖျော်ပြရသလိုမျိုးဒီခါရဲဖြစ်တာပေါ့လေmusic teacher ဖြစ်ဖြစ် performance လုပ်မဲ့သူတွေဖြစ်ဖြစ်ကျွန်တော်ကအချက်လေးတစ်ချက်အချက်ပြုချင်တယ်ပထမတစ်ချက်ကသရှင်များနားထောင်ပါ music genre အားလုံးကိုတီးခတ်နိုင်အောင်လေ့လာပါကျွန်တော် professor တယောက်ကပြောတယ် drama တွေတွားမယ်လည်းအရင်ကျင့်တယ်တဲ့ဘာလို့ rhythm တစ်ခုပဲရှိတာပေါ့ဒါမှကျွန်တော် jazz ပဲတီးမယ် metal ပဲတီးမယ်ဆိုပြီးကန့်တက်လာလို့ရှင်တွားမယ်လည်းပို့ချင်းပေါ့ကိုကများများတီးခတ်နိုင်လေများများလေ့လာနိုင်လေကိုဖီရောက်လာတဲ့အခွင့်အရေးအားလုံးကိုစုပ်ကိုင်းနိုင်လေပေါ့လေနော် music teacher တွေအတွက်ကလည်းကို student ကဘာတွေသင်နေတာလဲသူဘာတွေလိုအပ်နေရလဲဆိုတာကိုယ်တိုင်ကအကုန်လုံးလေ့လာထားနိုင်မှသူတို့ပြန်ပြီးတော့ဖြည့်ပေးနိုင်မှာပေါ့လေနော်နောက်အရေးကြီးတဲ့ချက်ကများများလေ့ကျင့်ပါကျွန်တော်တို့ musician တွေအတွက်က instrument နဲ့ရင်းနှီးနေကွာအရန်ရေးကြည့်တယ်ဒါမှကျွန်တော်ရဲ့ master memories တွေကအမှတ်မိလာပြီးတော့ကိုတီးချင်တဲ့ music တွေမှာကိုသင်ချင်တဲ့ subject တွေမှာပြန်ပြီးတော့ apply လုပ်နိုင်ပါလိမ့်နော်ဆိုတော့ဒီနေ့ချက်က musician တိုင်းလိုက်နာပြီးတော့လေ့ကျင့်ရမယ့်အချက်တစ်ချက်ဖြစ်ပါတယ်လို့အကြံပေးချင်ပါတယ်